အားလုံးမင်္ဂလာပါကျွန်တော်ဒီစာအုပ်ကိုအရင်က English လိုပဲဖတ်ပြီးတော့မှ like ဖတ်ပြီးတော့တင်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုကျွန်တော်စဉ်းစားတာ English လိုပဲဖတ်ပြမယ်အစားဒီကျွန်တော် highlight လုပ်ထားတဲ့စာကြောင်းတွေကိုဗမာလိုဘာသာပြန်ပေးလိုက်မယ်ဆိုရင်လိုက်နားထောင်တဲ့သူတွေကငွေကြီးနဲ့ပတ်သက်ပြီးတော့မှဘူးတူတာလည်းရရှိသွားမယ်ဘာသာပြန်တဲ့အလေးအထားလေးလည်းတချို့ရသွားမယ်ပြီးတော့English ဘာသာစကားကိုလည်းအနည်းနဲ့အများလေ့ကျင့်ပြီးသားဖြစ်သွားမယ်ဆိုပြီးတော့တစ်ချက်ခုတ်3-4ချက်ပြတ်အောင်ကျွန်တော်ဒီစာအုပ်ကိုအစအနေပြန်ပြီးတော့မှဗမာလိုဖတ်ပြပြီးပြန်တင်ရခြင်းဖြစ်ပါတယ်အရင်ကတော့ English လိုပဲဖတ်ပြပြီးတော့မှတင်ထားတဲ့ post တွေရှိပါတယ်ဒါပေမဲ့အခုကျွန်တော်ဗမာလိုဖတ်ပြပြီးတော့မှပြန်လဲ post တင်မှာဖြစ်ပါတယ်ဒီကောင်ကမငြိမ်ဘူးဖြစ်နေတာအဲ့တော့ကျွန်တော်ဒီစာအုပ်ရဲ့ခေါင်းစဉ်ကတော့ Secrets of the Millionaire Mind Millionaire တထေးတွေရဲ့စဉ်းစားပုံစဉ်းစားနည်းစိတ်နေစိတ်ထားရဲ့ရှုပ်ဝဲချက်ပေါ့နော်အဲ့တော့စာရေးဆရာကတော့မျက်နှာတိုင်း T. Harv Eker ဖြစ်တယ်ဒါသူကပြောထားတာက think rich to get rich ချမ်းသာချင်တယ်ဆိုရင်တထေးဖြစ်ချင်တယ်ဆိုရင်တော့တထေးတွေစဉ်းစားပုံစဉ်းစားနည်းတထေးတွေလို့စဉ်းစားပါပေါ့ဒါအယောင်ရဆုံးစာအုပ်စီထဲမှာပါခဲ့ပါတယ်ဒီစာအုပ်ဟာတိတ်နာမည်ကြီးပြီးတိတ်အကျိုးရှိတဲ့စာအုပ်ဖြစ်ပါတယ်ကျွန်တော်လည်း3ချိန်ထဲမှာနဲ့ဖတ်ပြီးတဲ့စာအုပ်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်နဲ့လိုက်ဖတ်တဲ့သူတွေလည်းတစုံတရာအကျိုးရှိအောင်ကျွန်တော်အခုလိုဗမာလိုဘာသာပြန်ပြီးတော့မှ post ကိုထပ်တင်ရခြင်းဖြစ်ပါတယ်ကျွန်တော်မနီလာနိုင်ငံဖိလစ်ပိုင်နိုင်ငံမနီလာမြို့တော်မှာရှိတဲ့စာအုပ်ဆိုင်တစ်ဆိုင်ဝင်ငွေတုန်းကဝယ်ဖြစ်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်စာအုပ်ရဲ့ခေါင်းစဉ်ကတော့တစ်ခေါက်ထပ်ပြောပါမယ်မီလီယံနာတထေးတွေရဲ့စိတ်နေစိတ်ထားရဲ့ရှုပ်ဝက်ချက်များသူတို့စဉ်းစားပုံစဉ်းစားနည်းရဲ့ရှုပ်ဝက်ချက်များပေါ့နော်အဲ့တော့ဒီစာအုပ်ကိုပထမပိုင်းစာမျက်နှာတွေကိုဖတ်ပြီးရတယ်ဒီစာအုပ်ကိုဝယ်ခြင်းစိတ်ဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့ English လို့ဖတ်ဖို့အဆင်သင့်မဖြစ်သေးတဲ့သူတွေအတွက်လည်းကျွန်တော်ဒီစာအုပ်ကိုအဆုံးထိဗမာလိုဘာသာပြန်ဖတ်သွားပေးမှာဖြစ်ပါတယ်ဒါပေမဲ့တအုပ်လုံးဖတ်ရင်တော့အချိန်ကြီးအများကြီးကြာသွားမှာဖြစ်တဲ့အတွက်ကျွန်တော် highlight လုပ်ထားတဲ့စာကြောင်းတွေကိုပဲဘာသာပြန်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့စာရေးသူရဲ့အဓိကဆိုလိုရင်းတွေကိုနားလည်သဘောပေါက်သွားမှာဖြစ်ပါတယ်အဲ့တော့မြင်တဲ့အတိုင်းပါပဲကျွန်တော်မနီလာနိုင်ငံဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာစာအုပ်ဆိုင်ဝင်ငွေတော့ကဝယ်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်တော့ကြားရပါပြီကဲအဲ့ဆိုရင်ကျွန်တော် highlight လုပ်ထားတဲ့စာကြောင်းတွေကိုပဲလိုက်ဖတ်ပြီးတော့မှကျွန်တော်ဘာသာပြန်ပေးပါမယ်အဲ့တော့ဒီစာအုပ်ကခမည်းရဲ့အောင်မြင်ခြင်းနဲ့စိတ်ဆန္ဒနဲ့အောင်မြင်မှုကိုရရှိပြီးဆိုတဲ့နှစ်ခုအကြားကွာဟချက်ကိုတရားခင်ချိတ်ဆက်ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအောင်မြင်ခြင်းတဲ့စိတ်နဲ့အောင်မြင်မှုကိုလက်ဝယ်ပိုင်ဆိုင်ရရှိပြီဆိုတဲ့အချက်ကအဲ့ဒီနှစ်ချက်ကတစ်ခုနဲ့တစ်ခုတကဘာစီချားတဲ့အဓိပ္ပာယ်ရှိပါတယ်ခင်ဗျာအရင်အောင်မြင်ခြင်းနဲ့ဒါပေမဲ့အောင်မြင်မှုကိုရရှိတယ်တကယ်ရပြီအောင်မြင်ပြီဆိုတာကနှစ်ကဘာချားနေပါတယ်တကဘာချားမကပါဘူးအဲ့တော့အဲ့ဒီအောင်မြင်ခြင်းနဲ့စိတ်ဆန္ဒနဲ့အောင်မြင်ပြီဆိုတဲ့အချက်နှစ်ခုအကြားမှာသူကလမ်းခင်းတရားခင်းဖြည့်ဆွက်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဘိုက်ကိုဆက်ကြည့်မယ်ခမည်းကတကယ်အောင်မြင်ရခြင်းရဲ့အခြေခံအကြောင်းတရား
တာမန်ဘဝပဲဖြစ်နေရတဲ့အကြောင်းတရားဒါမှမဟုတ်ရင်လေခင်ဗျားတာမန်ပဲဖြစ်နေတော့ဗောနော်ဒါငွေကြီးကိစ္စရပ်တွေမှာလည်းကြာရှုံးနေရတဲ့အကြောင်းရင်းတွေကိုနားလည်သဘောပေါက်သွားမှာပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့မှခင်ဗျားရဲ့အနာဂတ်ကိုပိုကောင်းအောင်စတင်ပြောင်းလဲပေးနိုင်ပါလိမ့်မယ်တဲ့ဒီစာအုပ်ကပြီးတော့ခင်ဗျားရဲ့ဝင်ငွေပိုမိုတိုးပွားလာပြီးတော့ဥစ္စာဒနာကျွေဝပိုင်ဆိုင်စေမဲ့လက်တွေ့ကြတဲ့မဟာဗျူဟာအဆင့်ဆင့်ကိုလည်းခင်ဗျာသင်ယူရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီပိုက်သွားပါမယ်ခင်ဗျားတို့လိုပဲကျွန်တော်ကိုယ်တိုင်လည်းအလားလာကောင်းနေရှိတဲ့သူတယောက်လို့ဆိုလို့ရပါတယ်ဒါပေမဲ့လည်းလက်တွေ့ဘာမှဖြစ်မလာခဲ့ပါဘူးကျွန်တော်စာအုပ်တွေအများကြီးဝယ်ဖတ်တယ်အတန်သွင်းတိတ်ခွေတွေအများကြီးဝယ်နားထောင်တယ်ငွေကြီးဆိုင်ရာဆွေးနွေးပွဲတွေလည်းအများကြီးတက်ခဲ့ပါတယ်ကျွန်တော်အရန်ကိုအောင်မြင်ခြင်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတော့ကတော့အောင်မြင်ခြင်းတဲ့စိတ်ကပတ်စံအတွက်ပဲလားပူပင်ကြောင်းကြစရာမလိုတဲ့ဘဝတစ်ခုပဲပိုင်ဆိုင်နိုင်ဖို့လားအောင်မြင်ခြင်းုံတက်တက်ပဲလားအောင်မြင်မှုကပေးတဲ့စိတ်ကြည်နပ်မှုကိုပဲရရှိချင်လို့လားဒါမှမဟုတ်လေဟာငါကတော့အရေးချင်းရှိပါတယ်ဆိုတဲ့အချက်ကိုမိဘတွေကိုတက်တည်ထူပြဖို့အတွက်လားပေါ့ဘာပဲဖြစ်အဲ့ဒီချိန်မှာတော့ကျွန်တော်အောင်မြင်ခြင်းတဲ့စိတ်ဆန္ဒတွေအရန်ကိုပြင်းပြနေခဲ့ပါတယ်ကဲနောက်တစ်ပိုက်သွားရအောင်ကျွန်တော်နဲ့လုပ်ငန်းအတူတူလုပ်နေတဲ့သူတွေအောင်မြင်နေပြီးတော့ကျွန်တော်ကဘာကြောင့်မွဲနေရတာလဲအဲ့တော့ကျွန်တော်နှစ်ကာစဉ်းစားဆင်ခြင်အဖြေရှာမိပါတော့တယ်ဒါပေမဲ့ကျွန်တော်ကြောက်နေမိတာကတော့အမှန်ပါပဲကျွန်တော်ဆုံးရှုံးသွားမလားလက်ရှိအခြေအနေထက်ပိုဆိုးသွားမလားအောင်မြင်ပြီးတော့မှကျွန်တော်ရှိသမျှအိတ်သွန်ဖာမောက်ပြန်ဆုံးရှုံးသွားမလားဆိုတာကိုလည်းကျွန်တော်တကယ်ပဲတွေးကြောက်နေမိခဲ့ပါတယ်တကယ်တမ်းကျတော့လေချမ်းသာဖို့ဆိုတာချမ်းသာပြီးသားသူတွေလုပ်နေတဲ့အတိုင်းကော်ပီချပြီးတော့မှ like ပုံတူကူးပုံတူလုပ်ရုံပါပဲဘာမှမခက်ပါဘူးပေါ့သူပြောထားပါတယ်ဒီပိုက်သွားရအောင်မှန်ကန်တဲ့အချက်ကိုကျွန်တော်ရှာဖွေတွေးရှိခဲ့ပါတယ်အဲ့ဒါတော့ချမ်းသာတဲ့သူတွေဆိုတာကလည်းစင်ရဲတဲ့သူတွေထက်မပြောနဲ့ဒီအလေအလတ်တန်းစားရှိတဲ့သူတွေထက်တောင်မှကွဲထွက်ပြီးတော့မှစဉ်းစားတွေးခေါ်တတ်ပါလားဆိုတဲ့အချက်ဖြစ်ပါတယ်နောက်ဆုံးတော့ကျွန်တော်ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးတွေရပဲကျွန်တော်ကြွယ်ဝချမ်းသာဖို့အတွက်အတားအဆီးအဟန့်အတားတွေဖြစ်နေပါလားဆိုတာကိုသတိထားမိသွားပါတော့တယ်ကျွန်တော်ရဲ့ကိုယ်ပိုင်တွေးတွေရပဲကျွန်တော်ကိုအောင်မြင်မှုချမ်းသာမှုကိုမပေးစွမ်းနိုင်တာမပေးသေးတာပါလားဆိုတာကိုကျွန်တော်နားလည်သဘောပေါက်သွားပါတော့တယ်sorry ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ရဲ့တွေးခေါ်ပုံစဉ်းစားပုံကိုနိုင်ကအောင်မြင်မှုနဲ့အလန်းဝေးစေတဲ့အကြီးမားဆုံးအတားအဆီးဖြစ်နေတယ်ဆိုတာကိုလည်းနားလည်သဘောပေါက်သွားပါတယ်ကျွန်တော်တို့ကိုမအောင်မြင်အောင်ဟန်တားနေတဲ့အရာတွေကကျွန်တော်တို့မသိနားမလည်တဲ့အရာတွေမဟုတ်ဘူးကျွန်တော်တို့သိပြီးသားဖြစ်တဲ့အကြောင်းအရာတွေကပဲကျွန်တော်တို့ရဲ့အကြီးမားဆုံးအခက်အခဲအတားအဆီးတွေဖြစ်နေတာပါအဲ့တော့ကျွန်တော်အရေးကြီးဆုံးအချက်ကိုပြောမယ်နော်ခင်ဗျားတို့ရဲ့လွန်ခဲ့တဲ့အချိန်ကစဉ်းစားပုံစဉ်းစားနည်းနဲ့လှုပ်ပုံလှုပ်နည်းတွေကိုကခင်ဗျားအခုရှိနေတဲ့နေရာမှာပဲခင်ဗျားကိုရပ်တန့်ထားစီခဲ့တာဆိုတာကိုခင်ဗျားနားလေလက်ခံဖို့လိုပါတယ်နောက်ဆင့်မြင့်တဲ့ဘဝစီကိုတက်လန်းချင်တယ်ဆိုရင်အရင်ကခင်ဗျားရဲ့စဉ်းစားတွေးခေါ်ပုံအနေထားတွေကိုလိုလားခင်ဗျားစွန့်လွတ်လိုက်ပြီးတော့မှနီလန်းအသက်တွေကိုလက်ခံကျင့်သုံးသွားရမှာဖြစ်ပါတယ် sorry ပါတစ်ခေါက်ပြန်ပြောပါမယ်ဒီထက်နောက်ဆင့်မြင့်တဲ့ဘဝစီကိုတက်လန်းချင်တယ်ဆိုရင်အရင်ကခင်ဗျားရဲ့စဉ်းစားတွေးခေါ်ပုံအနေထားတွေကိုလိုလားကိုစွန့်လွတ်လိုက်ပြီးတော့မှနီလန်းအသက်တွေကိုလက်ခံကျင့်သုံး
သွားရမှာဖြစ်ပါတယ်အဲ့တော့ဒါ introduction ခေါ်မလားပေါ့နော်ဒါနိဒန်းပေါ့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာဒီ part 1ကနေပါတာပြန်သွားပြီးပါမယ်အခုဒီဗီဒီယိုမှာတော့ကျွန်တော် introduction ကိုပဲဖတ်သွားပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောခဲ့လို့ပဲဒီစာအုပ်ကိုမိတ်ဆက်ပေးလိုက်တဲ့အတွက်ကြောင့်ခင်ဗျားတို့ပြေးဝယ်ခြင်းစိတ်များပေါက်သွားပြီလားဟောနော်အဲ့တော့စာအုပ်ရဲ့နာမည်ကတော့ Secrets of the Millionaire Mind Millionaire တထေးတွေစဉ်းစားပုံစဉ်းစားနည်းရဲ့ရှုပ်ဝဲချက်ပေါ့နော် Think rich to get rich ချမ်းသာဖို့အတွက်ချမ်းသာတဲ့သူတွေတထေးတွေစဉ်းစားပုံစဉ်းစားနည်းတိုင်းလိုက်လံစဉ်းစားပါအယောင်ရဆုံးစာအုပ်ထဲမှာပါတယ်စာရေးဆရာကတော့ T. Harv Eker ဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်စာအုပ်ရဲ့နောက်ပိုင်းပါချက်လက်တွေကိုဆက်ပြီးတော့ပါတာပြန်သွားပြီးမှဖြစ်ပါတယ်ကျွန်တော် MAM ပါအားလုံးကိုကျေးဇူးတင်ပါတယ်